တယ်ရပြပါတယ်မရဲ့ကျမစီကဝဲပြီးရင်ကြိုက်တဲ့စီမှာသွားချိန်လို့ရတယ်မငါချိန်ခဲ့ပြီးငါဝယ်နေကြမိဆိုင်ရှင်နဲ့ချိန်ခဲ့တာ30နာရီတောင်ရော့တယ်အမရဲ့ကျမဈေးရောက်တာလေဒီပြည့်စုံကတားနဲ့ချိန်ပြီးတော့ရောင်းတာဒီပြည့်စုံကတား digital ကတား၄ခုလို့လည်းမရပါဘူးမရဲ့စိတ်ချစွာယုံကြည်စွာဝယ်လို့ရပါတယ်မနေပါပြောငါမယုံဘူးရော့နေတာပဲနေဘယ်လိုလုပ်မလဲပြောမိဆန်မင်းကငါတို့ရှီကလာချိန်တဲ့ဟာကြအလေးမပြေဘူးဘာမပြေဘူးနဲ့အလေးခိုးရောက်တာနေရမှာခိုးရောက်တာဟဲ့ငါဘလို့ရအောင်ဘောဟဲ့နင့်ပူပါလားအောင်မနေလူသားဝါလို့နေရာမြတ်ငါ့ကိုကိုတိတ်လောက်ရရှိတယ်အောင်မနေငါဘာလုပ်တာနေရာမြတ်တွေ့လားအမသွားချိန်နေတဲ့မိဆန်းအဲ့လိုမြဲလုံနေကြအမရဲ့အေးနော်ဟုတ်တယ်အမရဲ့ကျမလေးဈေးရောက်မယ်ဆိုလို့ရှိရင်အလေးချိန်မှန်နဲ့ဒီပြည့်စုံဆိုတဲ့ digital ကတားဆိုင်ကြီးကနေဝယ်တာလာအမပြည့်စုံကတားဆိုင်ကြီးမှာကတားပေါင်းမျိုးစားစုံလင်စွာရှိတယ်အမရဲ့ရွှေချိန်နဲ့ကတားသေးလေးကနေစကားတံမူချိန်နဲ့ကတားကြီးတွေအထိကိုဝယ်လို့ရတာဗျအမရဲ့တော်တော်စုံလင်တာပဲနော်အဲ့ဒါကြောင့်ကျမရဲ့ခန်းကျင်သေးကပြည့်ပါတယ်လို့မကိုပြောတာပေါ့တော့ဟုတ်ပါပြီအေးနောက်ခါကျရင်နီးစီရပဲဝယ်ပါတော့မယ်အေးBe perfect with perfect မိမပတ်စံ1000နဲ့ယောက်ျားကိုနမ်းတာကြိုက်တာတခုကြီး1000ပေါ့တော့မိမရာမင်းအဲ့လိုကြီးလားယောက်ျားစိတ်တော်မကောင်းဘူးကွာယောက်ျားကလည်းရှင်ဆိုလို့ရှင်လည်း1000ပဲရွေးမှာမဟုတ်ဘူးလားမယူဘူးကွာကိုဆိုလို့ရှင်မိမပဲနမ်းမှာပေါ့ Wow မယုံဘူးလားအဲ့ဒါဆို1000ရွေးမလားမိမကိုနမ်းမလားငါမိမပဲနမ်းမှာပေါ့ယောက်ျားရှင်တကယ်ကြီးပေါ့ဒါပေါ့ကိုကမိမပဲစိတ်ထဲရှိတယ်ဟုတ် Amazing မယုံရှင်ပတ်စံနမ်းလို့မလားဒါပင်းမယ်ကျမကိုနမ်းမှာလားဒါယူမှာလားမိမရာမင်းယောက်ျားစိတ်ကိုနားမလဲဘူးပဲဒီတခါတသိန်းဘာရွေးမှာလဲမင်းကွာယောက်ျားတသိန်းလောက်ကိုပတ်စံလို့မမြင်ဘူးမိမပဲဝေါ10သိန်းရှင်ဘာရွေးမှာမိမရာမင်းနော်မင်းမယူဘူးမိမရာနန်းလို့လဲဝသွားပြီဆိုတော့ဒါလေးတော့မဟုတ်ပေးတယ်ပဲထားလိုက်တော့ချစ်တယ်နော်မိမချစ်တယ်ရှင်ကျမကိုညာပြီးပတ်စံယူတယ်ဒီနော်ဖုံးလဲမကင်ဘူးဘယ်ချိန်ရှိနေပြီတော့ခုထိပြမလာဘူးမင်းဘာဖြစ်နေရရောဘာဖြစ်ရမလဲငါသားရဲ့မင်းဖေလေးဒီမှာအချိန်လုံးနေပြီဖုံးဆက်တာလည်းမကင်ဘူးတဲ့ပြခေါ်ပေးရမှာမင်းဖုံးတော့မကင်တာတာဖုံးကင်ပါမလားသားလေးရဲ့မင်းနဲ့တရဲ့ဒူဘူးရေမလေးဒါဆိုလဲဆက်သားဆက်လိုက်အဲ့ဘယ်ရတဲ့ဦးရတားကြတယ်သားကြောက်တယ်တယောက်တည်းလားမင်းမရှိရလေမင်းပဲသွားရတော့မင်းအောင်ဘယ်နဲ့တူဦးရမဟုတ်ဘူးလေဖေတင်ငယ်ချင်းနေနဲ့ငါသားရဲ့အမေကပြချီပြီးရေးတွေ့တာပဲငါသားโอเคဖေခိုးလာဖေခိုးပြန်လာခဲ့မယ်သားရေမင်းဖုန်းဆက်လိုက်တာမင်းဖေမေးစီဖုန်းနေဆက်လာနေပြီဖေခုပြန်ရတယ်ဖေဘုတ်ကနေမကိုင်းဘူးတော်လိုက်တယ်ငါသားလေးကြည့်ဟာတိုးတိတ်ဘာစကားကြီးပြောနေတာချစ်ကအသက်ကြီးပြီလေကိုရဲ့မပြုတ်ပါဘူးကွာပြုတ်เสียလားပြုတ်ပါကိုရဲ့ကိုတယောက်တည်းထီးကြံမှာချစ်မလို့လားပါဘူးအမအဲ့ဆိုလဲချစ်တဲ့ဘောပဲဒါနဲ့လေချစ်ဝတ်စားတွေရောသူ့ကိုကုန်ပေးပြစ်မှာလားမပေးပါဘူးကွာချစ်ဟာတွေကတော့တီးတန့်သိမ်းထားမှာသူ့ကိုတော့အသိဝယ်ပေးမှာပေါ့ကွာကိုတော့သူ့ကြအသိဝယ်ပေးမှာပေါ့အင်းလေချစ်ဟာတွေကအမတ်တရသိမ်းထားမှာမို့လို့ပါစိတ်မစိုးနဲ့နော်အဲ့သူလဲချစ်ဖို့နဲ့တွေရောဘာလို့ပြစ်မှာလဲချစ်ကတော့အဲ့ဒါတော့ပိုးဆိုးသွားပြီသူ့ရှောက်ကသေးသေးလေးဘလို့ချစ်ဖက်နဲ့တော်မှာတော့ဟုတ်ကဲ့တကယ်ကြီးနောက်တယောက်ရှိနေတာလားမဟုတ်ရှင့်ဘာတွေပြောမိကုန်မဟုတ်မသိမှားမယ်နော်အထင်မှားမယ်နော်မဟုတ်ဒီလောက်ပေါ်လာကြီးကိုဘာထင်မှားတော့ဒီပါစက်ရောင်းအကွာတော်တူတမနေ့ကဖေနဲ့ဘယ်လိုသွားခဲ့အောင်မမေကိုပြောပြမရရိုက်ကြည့်တယ်ဘာဒီကငါးနောက်ွယ်မှာကလေးကိုပါခေါ်ပြီးတော့သွားနေတယ်ပေါ့ငါတို့ကလေးထိန်းနေဟုံးမှတ်နေတာအဲ့မမလာလာနေနဲ့ဖေကဘာလုပ်တောင်မမေကိုပြောပြဖေမမရဲ့တပတ်တာ
ဒီနော်မမလာလာရင်းနဲ့သပွဲတွေပေါ်မှာဘာတွေပါသေးတုံသားမမေကိုပြော ချိုဒီကြီးဒီရိုက်ပဲ တာသွားခဲ့တဲ့နေရာကိုမှတ်မိလားမမေကိုပြောပြ တရားပြောရဦးရဲ့ Wow. မမေကတာကိုချိုးချင်ကျွေးမယ်လေပြောပြနော် တရားရေးတဲ့မှုရဲ့ကြည့်ချိုကြီးရဲ့ကြည့်တဲ့ရိုက်ကြည့်ပြီးပြီး ဒင်းကကလေးကိုအပိုင်ပေါက်ထားတာကိုဒင်းတော့လာပြီးအုံတော့ပေါ့ဟွန်း မမတဲ့ရဦးနော်မတဲ့ရ အာကြောက်ပါရင်တော့မလို့တော့ မေပြောကြရှိလို့မေ ဘူးဘာပြောမှအယောင်မပြော ရေးကြည့်တယ်မေရေးကြည့်တယ်ပြောကြရှိတယ်လို့ လေးတိုက်ရတဲ့ထဲဆိုင်ငယ်မောင်းတာဘာမှမကြားရအောင်အယောင်မပြော မေကအယောမပြောလို့မရဘူးရေးကြည့်တယ်ခုရေးကြည့်တယ်ဆိုင်ကရက် ဒီကောင်လေးဆိုင်ငယ်မောင်းတာအန်ရများရတဲ့ထဲမင်းပါဇက်ကိုခုရှင်းပိတ်ထားကြီးအယောင်ပြီဘာပြောမှပြော လေအမေရဲ့အဖွားဆိုင်ကဘွားကြားခဲ့ပြီ မလေးနေခုမပြောရတလားမလေးဖျား အမေပဲအယောမပြောစု Amazing တာရေးကြည့်ပါတယ်လို့ပြောတယ်လေအမေမလက်သိမခံတာ မင်းပြောရရှိရပြောပါလားဘာအမေလောက်နေရတော့မလေးငါမေတော့မေအမေ ဖြည်းဖြည်းသွားအဖွားကိုကားရီကကောက်တင်သွားပြီစိတ်မပူနဲ့ ဒီကောင်လေးငါအိမ်တဲရောက်မှတွေ့မယ်ကြကြတိတိချာ ပြောတော့ကကြတော့လက်သိမခံဘူးမေကသူများပဲစူးနေရမောင်ဘာရမ်းနာနေလို့သွားလိုက်မခဏဟတော့မောင်ခုမှရောက်တာလေရှေ့စောင့်နေကြပြီလားကြားပြီပေါ့ဘယ်ချိန်ရှိနေပြီလဲဟုတ်စားစိတ်မဆိုးနဲ့ချီလေးကိုကားလမ်းနေပိတ်နေလို့အမိလာခဲ့တာဟုတ်ပြီအဲ့ဆိုကစားခွင့်သွားမယ်စစ်တဘောလေဝီသွားမယ်ဝီရှေ့ကိုဘာရမ်းနာနေလို့ခဏသွားလိုက်အောင်မယ်ကိုဘေဘီလေးရောက်နေရကြားနေလားဘေဘီလေးဟိုးရီဒီလောက်ခေါ်တာဘာလို့မကင်တာလဲဟောမကြားလို့လေအခုရောက်ပြီပဲကွာဟော့ပေါ်သွားဆွားမယ်ဟော့ပေါ်လိုက်ကြွေဟာလေဘေဘီရဲ့မောင်လေးကြားလိုက်တာသွားပြီဘေဘီကိုဘိုက်ဒီနာနေလို့ခဏသွားလိုက်ဦးမယ်နော်ဟဲ့ကိုအမဘယ်လေးသွားတာလဲတော့ तू အားပဲပြောရတယ်ရှိသေးတယ် sorry ပါမရဲ့မနက်ကလေးမိုးရင်းကားလေးစားခဲ့လို့နားလာပြန်ပြီခဏဟဲ့တော့မောင်ရဲ့စင်မပြေပါမလားလိုက်ကြည့်မအောင်မယ်ဘေဘီsorry ကွာမနက်ကကိုနွားနို့တွေတောင်များလာလို့ရှင်ဘယ်သူလဲလူမနာလို့ဘေဘီမဟုတ်ဘူးနော်နာရှင်ကကျမနောက်ကမှဖောက်ပြန်နေတာပေါ့ရှင်တေဖို့တာပြီလက်စားတော့ရှင်ကဒီမှာမချောသုံးယောက်ကိုတယောက်လုံနေတာခုဘေဘီတော့မရကြဘူးနဲ့ငါတော့ပြေးပြီအမဒီဘာစားပြီးပြီတော့ ဘာစားတယ်ဦးလေ ဒီနေ့ကျွန်တော်မဟုတ်ဝယ်ကြွေးမလို့အမဘာစားချင်တော့ဒီနေ့ စားကျင်တာဟောပေါ့စားကျင်လို့ဟောပေါ့ ဟောဘောကဘယ်လောက်တယ်လဲမ ဟောပေါ့၄-၅တောင်းတော့ပေးရမှာပေါ့ 4-5တောင်းနည်းနည်းများသေးတယ်ကျွန်တော်အဲ့လောက်ဘတ်ဂျက်မတက်နိုင်ဟိုတခြားဟာဘာစားချင်သေးရော မလာရှန်ကော မလာရှန်ကောကဘယ်လောက်တယ်တော့ မလာရှန်ကော2တောင်းလောက်တော့ပေးရမှာပေါ့ နည်းနည်းများသေးတယ်တခြားဘာစားချင်သေးတော့မ မလာရှန်ကောများသေးရဆိုရင်ဘာစားမလို့ဆိုတော့ခောက်ဆွဲကြော် ခေါက်ဆွဲကြော်ကဘယ်လောက်တယ်တော့ခေါက်ဆွဲကြော်ကလဲ 3တောင်4တောင်လောက်ပဲပေးရမှာပေါ့ အဲ့ဒါလည်းနည်းနည်းလေးကျွန်တော်ညားတယ်တခြားလူတွေလည်းလိုက်ကြွေးအောင်မှာဆိုတော့နောက်ထပ်ဘာစားချင်သေးတော့မစားချင်တာပြောစားချင်တာပြော တော်စားကျင်တာတွေပြောတော့လည်းမရဘူးကျွေးကျင်တာဒါကျွေးတော့ โอเคအဲ့ဆိုရင်ကျွန်တော်ကြည့်မယ်နော်ရောကျေးဇူးပါစားချင်တဲ့ဟာလေးကျွန်တော်ကြွေးရလို့အတွက် ဟုတ်ပါတော့တော့ ကောင်မလေးချောလေးနေမှာအကြောင်းရင်းနဲ့အပိရတော့အပိမယ်ညီမလေး ဘာချင်းလာလဲကိုကြီးရဲ့အကုန်လုံးအပေးနော် အကုန်လုံးယူရမှာလားညီမလေး ချိုရဲကိုကြီးရဲ့ရောညီကြီး ယူမအကုန်လုံးယူမှာညီမလေးချိုးလိုက်တာညီမလေးရဲ့ညီမလေးကြည့်လို့လားမသိပါဘူး ကိုကြီးကလည်းဒါဒီအကုန်လုံး2တောင်းပဲပေးပါ လမ်းထိပ်မှာ1000မှာ2000ဟောအေးဒါပေမဲ့လည်းမျက်နှာမမြင်လဲချစ်စရာလေးပဲအတန်လေးက
အေးယူလိုက်မယ်ညီမလေး မလီအမောလိုက်တာဝါ ဟမ်ဘာသံကြီးတော့ဟာ ဘာလို့ ဟာချီကြောက်ကြီးယူတော့ဦးချီကြောက်ကြီးကိုယူ